ဒီနေ့မှာတော့လေမချက်စာဖြစ်တာကြာပြီဖြစ်တဲ့ဒီဝတ်သားသုံးတက်သားလေးရဲ့ဒီညှစ်ချင်လေးရဲ့ကိုချက်မှာဖြစ်ပါတယ်အဲ့ဒီတော့အရင်ဆုံးဖူကဒီညှစ်ချင်လေးကိုရင်နွေးနဲ့အရင်ပြုတ်လိုက်မယ်ပေါ့နော်သူ့ကိုရင်နွေးနဲ့ဖူက9မိနစ်လောက်ပြုတ်ထားလိုက်မယ်ပေါ့နော်ဝတ်သားကိုအရင်နှက်ထားမယ်ပေါ့နော်အဲ့တော့ခုကစက်သားမုတ်လေးနည်းငယ်ထည့်မယ်ပြီးလို့ရှိရင်စနွင်းလေးနည်းငယ်ထည့်ပါမယ်ပြီးရင်တော့ဖျောင်းတင်မှုတ်ကလေးနည်းနည်းလေးထည့်လိုက်မယ်ပေါ့နော်ပြီးရင်အရသာလေးလေးလေးပင်ပင်လေးဖြစ်သွားအောင်လို့ငပိလေးနည်းငယ်ထည့်ပါမယ်ပြီးရင်တော့အရသာတွေဝင်အောင်လို့နိုင်ဝက်လောက်ထားထားမယ်ပေါ့နော်ဝတ်သားတွေကိုအရသာတွေစိမ့်ဝင်အောင်လို့နိုင်ဝက်လောက်နှက်ထားလိုက်ပါမယ်ခုဆိုလို့ရှိရင်ဝတ်သားနဲ့မြင့်ချင်းစားချက်တော့ပဲပေါ့နော်ပါဝင်တဲ့ຢာတွေကတော့သူ့နေကိုကိုကတော့ပပတီးထားတယ်ပေါ့နော်အားလေးကိုထည့်ပါမယ်ပြီးလို့ရှိရင်တော့ဂျင်းနှုတ်စင်လာလေးကိုထည့်မယ်ပေါ့နော်ပြီးရင်စစ်သွန်ပြိုနှုတ်စင်လာလေးကိုထည့်ပါမယ်နောက်ဆုံးစင်မှာကြတော့ခုနကပြုတ်ထားတဲ့ညှစ်ချင်လေးကိုထည့်မယ်ပေါ့နော်အားလုံးပြီးတော့တဲ့အခါမှာအားလုံးပြီးရင်တော့စီလေးနည်းနည်းလောက်ထည့်မယ်ပေါ့နော်ပြီးရင်တော့မီအေးလေးနဲ့အရင်ဆုံးလှော်ထားပေးလိုက်မယ်ပေါ့နော်စီပြန်တဲ့အထိလှော်ထားပေးပါမယ်ရေကတော့မထည့်သေးဘူးပေါ့နော်နောက်မှရေထည့်ပါမယ်အရင်ဆုံးစီပြန်တဲ့အထိကိုလှော်ပေးမယ်ပေါ့နော်ပြီးရင်တော့ရေလေးထည့်ပြီးတော့ချက်ပြီးပေါ့နော်အရင်မများလေးစားမှမို့လို့ရေမများထည့်မယ်ပေါ့နော်ညှစ်ချင်တဲ့ဝတ်သားဟင်းလေးရပါပြီဒီလိုမျိုးပူပူနွေးနွေးလေးကိုထမင်းပူပူလေးနဲ့စားလိုက်ရတဲ့အရသာတော့အဝေးကနေပြီးတော့အမေလက်ရကိုလွမ်းစေပါတယ်အားလုံးပဲစားကြပါအောင်